ကုသခြင်းထက်ကာကွယ်ခြင်းကပိုပြီးထိရောက်တယ်ဆိုတာကိုလူအများစုကတိတိကြီးနဲ့မေ့ထားတတ်ကြသလိုအချိန်ကြာရှည်ကျန်းမာဖို့အရေးအကာအကွယ်ပြုတဲ့ဝန်ဆောင်မှုကိုလည်းအနည်းနှိပ်ခန္ဓာအပိုးတွေပါကွာလို့ထင်တတ်ကြပြန်တယ်။နေထိုင်မကောင်းယောဂဖြစ်တဲ့အချိန်ကြတော့မှကျန်းမာခြင်းရဲ့တန်ဖိုးကိုမတိကြအောင်ဆောင်လို့မရတော့ဘဲနဲ့မတိမဖြစ်သိရှိလာကြတယ်။အဲ့ဒီအချိန်မှာအသက်ရှင်ဖို့အတွက်ကျန်းမာရေးကောင်းကိုပြန်ရဖို့အတွက်ပိုင်ဆိုင်သမျှကိုဆွန့်လွတ်ဖို့ဝင်မလေးတတ်ကြတော့ပေမဲ့တကယ်တမ်းလုံနိုင်တာကကုသရေးပဲလုံနိုင်တော့တယ်ကာကွယ်ဖို့အရေးကိုမလုပ်ပေးနိုင်တော့ပါဘူးဒါကြောင့်မို့လို့သွေးနဲ့လေမျှတာဖို့အရေးအကာအကွယ်ပေးနိုင်တုံးလေးမှာငွေရတရာကိုလည်းမချွေတာပါနဲ့အပိုးတွေပါကွာလို့လည်းမတွေးပါနဲ့ကျန်းမာဖို့အရေးဆက်သွယ်ပေးမယ်ဆိုရင်တော့စိုင်လိပ်စာနဲ့ဖုန်းနံပါတ်လေးက695310838ကိုအရင်ဆက်ပါမရတော့ဘူးဆိုတော့မှ0968895699ကိုဆက်ကြည့်ပါခင်ဗျာဆိုင်လိပ်စာကတော့ 110A 111 64A ချမ်းမြသာသည်မြို့နယ်မန္တလေးဖြစ်ပါတယ်ခင်ဗျာဆိုင်နာမည်ကတော့ဖီအိုနာစပါဖြစ်ပါတယ်ခင်ဗျာ